Championsပွဲကြုံသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါခင်ဗျဗုဒ္ဓဟူးနေ့ညမှာကစားမဲ့ Champions League 16သင်းအစဉ်ဒုတိယကြော့ပွဲစဉ်တွေရဲ့ပွဲကြုံသုံးသက်ချက်တွေကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုင်လီနဲ့ဒေါမွန်ပထမအကြော့မှာကလေးကဒေါမွန်တို့ဖိဖိစီစီမကစားနိုင်ခဲ့ပါဘူး။ Big chance တွေတစ်ချိန်မှမရခဲ့ပဲတစ်ချိန်တော့ဂိုးပေါက်တက်ခဲ့ရာကနေသွင်းကိုတကူရခဲ့တာပါ။ခြေစွမ်းအရနိုင်ဖို့လည်းမထိုက်တန်ခဲ့ဘူး။လိုင်လီကခက်မှန်မှတုံ့ပြန်ကစားတတ်တယ်။ခုချိန်ထိချန်ပီယံလိအိမ်ဝင်ရှုံးပွဲမရှိထားသေးပဲနဲ့ဂျူဗင်တက်ကိုတည်ရီရီယက်ကိုအနိုင်ကစားပြခဲ့တာပါ။အမနယ်ပြီးတူအားရှုံးအားကောင်းတာမို့တစ်ချိန်ဆိုတစ်ချိန်ထိရောက်အောင်တိုက်စစ်ဆင်ကစားနိုင်ပါတယ်။လိုင်လီကိုပို့ပြီးအကြိုက်တွေ့မိပါတယ်ဗျ။ဒီပွဲအတွက်ခံမှန်းရလက်ကတော့လိုင်လီ1ဒေါမွန်0ဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်နဲ့ PSV ဒီပွဲကတိတ်ပြီးအရေးမပါတော့ပါဘူးအာဆင်နယ်ကလည်းဒီပွဲထက်လာမဲ့ချက်စီနဲ့ပွဲပေါ်ကိုပဲပို့ပြီးအာရုံစိုက်ပါလိမ့်မယ်ဒဏ်ရာပြဿနာတွေရှိနေပြီးသားမို့လက်ကျန်လူစင်းကိုလည်းတိတ်ပြီးအနာခံမှာမဟုတ်တော့ပါဘူး PSV ကဂုံတိတ်ခါဘိုင်းရ Emirates မှာတခုခုပြန်လှုပ်ပြနိုင်ဖို့ကစားပါလိမ့်မယ်လူစင်းအရာတော့ပထမအကြောကထက်ဘာမှတိတ်ပြီးပိုလာမှာမဟုတ်ဘူးဆိုပေမဲ့အာဆင်နယ်ရဲ့ဒုတိယအသင်းကိုတော့တုံ့ပြန်ကစားနိုင်ဖို့မခက်တော့ပါဘူးPSV ကိုပို့ပြီးသဘောချမိပါတယ်ဗျ။ခံမှန်းရလက်ဖြစ် Arsenal 1 PSV 2ဖြစ်ပါတယ်ခင်ဗျာ။ Aston Villa နဲ့ Club Brugge Aston Villa အတွက်လည်းပထမကြော့အရလက်ကလုံလောက်မှုရှိတယ်လို့ယူဆရပါမယ်။အိမ်ကွင်းကစားရမှာလည်းဖြစ်တာမို့အမားတွေအများကြီးမလုပ်ဖို့သာလိုအပ်ပြီးပုံမှန်အခြေစွမ်းအရဆိုရင်တောင်အိမ်ကွင်းကစားအားကောင်းပြီးသားဖြစ်ပါတယ်။ Club Brugge ကပထမအကြော့မှာရှုံးခဲ့ပေမဲ့ကစားပုံအရန်ကြီးမစိုးခဲ့ပါဘူး။ခွင့်ရေးတွေအသုံးမချနိုင်ခဲ့တာနဲ့ကန်စစ်ပိုင်းအာယုံစူးစိုက်မှုလျော့နေခဲ့တာကြောင့်သာကိုပြတ်သွားခဲ့တာပါဖွင့်တိုက်လာမဲ့ Club Brugge အသင်းကြောင့်သွင်းကိုတွေမြင်ရနိုင်ပြီးတော့တေးရလက်ထွက်ပေါ်မယ်လို့ထင်ပါတယ်ဗျဒီပွဲအတွက်ခံမှန်းရလက်ကတော့ Aston Villa 2 Club Brugge 2ဖြစ်ပါတယ်ခင်ဗျာ Atletico Madrid နဲ့ Real Madrid မပြတ်သားတဲ့ပထမကြော့ရလက်ကြောင့် Champions League ရဲ့ Madrid ဒါဘီကအသက်ဝင်နေအောင်ပါReal ကတဦးချင်းရှေ့စွမ်းကြောင့်ဒီအနေထားကိုရောက်နေတယ်လို့ထင်ပြီးတော့အသင်းလိုက်ကစားပုံမှာတိတ်ပြီးကောင်းမနေသေးပါဘူးတံပြန်တိုက်စစ်တွေပုံမအားပြုနေရကဒီအသင်းကပွဲကိုလှမ်းမိုးပြီးထိန်းချုပ်ကစားနိုင်စွမ်းရောကျလာပါတယ်စီမျိုးနီရဲ့80ကိုကအိမ်ကွင်းပွဲစဉ်တွေဆိုပောက်ကွဲအားပြင်းထန်ပြီးခက်မှခက်ချမ်းချမ်းကစားတတ်တဲ့အသင်းမှာပထမအကြောကရှုံးထားတာကြောင့်လဲဒီပွဲမှာအမြင့်ဆုံး win rate မျိုးနဲ့80ကိုကစားသမားတွေစီကမြင်ရနိုင်ပါတယ်အင်ရှင်တို့နိုင်ပွဲပြန်ရပြီးအချိန်ပိုထိစက်ကြည့်ရနိုင်တဲ့ပွဲပါဗျခံမှန်းရလက်အဖြစ်Atletico Madrid 2 Real Madrid 1ဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအောက်က comment မှာလည်းလူချင်းမင်းတို့ရဲ့ဒီနေ့ပွဲစဉ်တွေအပေါ်အမြင်ကိုပြန်ပြီးတော့ sharing လုပ်ပေးသွားကြပါအောင်ခင်ဗျာ